ဒီကတော့ဟိုတဲ့ဘောဝါသနာလည်းပါတာပေါ့ဝါသနာလည်းပါတယ်ဟိုလည်းဒီလုပ်ငန်းကိုဟိုဒီဇိုင်းဘက်လုံးဖြစ်သွားတော့လေကျန်တဲ့ဟာတွေလည်းမပြောင်းပြတော့ဘောဒီဟာပဲဆွဲပြီးတော့လုပ်ပြပေါ့ကျိုးထိုးတယ်ဆိုတာလေသူကအခုကျိုးလေးထိုးပြီးတော့အခုလုပ်လို့မရဘူးလေအကုန်လုံးတေးကြတည်မှာသူတစ်ခုနဲ့တစ်ခုဆိုတာလေမှားလို့မရဘူးကျိုးထိုးတယ်နည်းနည်းလေးမှားလိုက်တာနဲ့သူကကျိုးရဲ့ပုံစံလုံးဝပြတ်သွားအောင်တစ်ချောင်းလောက်မှားတာနဲ့အဲ့လိုဆိုတော့တော်တော်လေးအချိန်ယူပြီးတော့သင်ခဲ့ရတာပေါ့ကျွန်တော်လည်းလုပ်ခဲ့ရတယ်ပေါ့ကျိုးကသူကအခြေခံတိဝါရဲ့သူကကျိုးဆိုတာလဲဟိုကျိုးတစ်ကျိုးကိုသုံးကျုံထိုးရတာလည်းရှိတယ်၅ကျိုးထိုးရတာလည်းရှိတယ်ပေါ့သူကျိုးကအရေးအတွက်ကတော့ဒီဇိုင်းပေါ်မှာမူတည်ပြီးအများကြီးပြောင်းလဲသွားတာကျွန်တော်နာမည်ကဦးတန်းတော်မှာဟုတ်ကဲ့အမေကျိုးတို့လုပ်ငန်းလုပ်ပါတယ်ကျွန်တော်အကူကတော့ဟိုပေါ့2000ခုနှစ်ကဆို25နှစ်လောက်တော့ရှိပြီကျွန်တော်ကတော့2015လောက်မှစတာဆိုတော့10နှစ်လောက်ပေါ့10နှစ်လောက်ဝင်ကျင်တော့ရှိပြီအဓိကတော့ဟိုတဲ့ပေါ့ဝါသနာလည်းပါတာပေါ့ဝါသနာလည်းပါတယ်ဟိုလည်းဒီလုပ်ငန်းကိုဟိုဒီဇိုင်းဘက်လုံးဖြစ်သွားတော့လေကျန်တဲ့ဟာတွေလည်းမပြောင်းပြတော့ဘူးဒီဟာပဲဆွဲပြီးတော့လုပ်ပြပေါ့ဘာလို့ဆိုတော့ကျိုးထိုးတယ်ဆိုတာလေသူကအခုကျိုးလေးထိုးပြီးတော့အခုလုပ်လို့မရဘူးလေအကုန်လုံးတေးကြတည်မှာသူတစ်ခုနဲ့တစ်ခုဆိုတာလည်းမှားလို့မရဘူးကျိုးတို့ကနည်းနည်းလေးမှားလိုက်တာနဲ့သူကကျိုးရဲ့ပုံစံလုံးဝပြတ်သွားအောင်တစ်ချောင်းလောက်မှားတာနဲ့အဲ့လိုဆိုတော့တော်တော်လေးအချိန်ယူပြီးတော့သင်ခဲ့ရတာပေါ့ကျွန်တော်လည်းလုပ်ခဲ့ရတယ်ပေါ့ဒီလေးလာတော့မရှိပါဘူးကျွန်တော်တို့အကူတွေနဲ့အဲ့လိုပဲဝိုင်းပြီးတော့လောက်ကင်ရနေပြီးတော့ဟိုဒီဥစ္စာကျွန်တော်လုပ်ပြတ်သွားလုပ်တတ်သွားတာပေါ့ဟုတ်အပြင်မှာတော့တင်တာတို့ဘာလို့မရှိပါဘူးရှိတယ်ဆိုတာကျွန်တော်တို့တော်တော်နဲ့မတက်ဘူးတော်တော်အချိန်ယူရတယ်ကျွန်တော်လည်းဒီလိုပဲဟိုတဖြည်းဖြည်းချင်းနဲ့ပဲဒီလိုပဲအချိန်ယူပြီးတော့သူတို့လောက်တာကြည့်ပေါ့အဓိကတော့ကျွန်တော်တို့အကူတွေနဲ့ကျွန်တော်သားသမီးတွေကတော့သူတို့ထိုးတာကိုကျွန်တော်ကြည့်ပြီးတော့တော်တော်လေးတော့ကျွန်တော်လည်းအချိန်ယူခဲ့ရတာပဲတက်တာတော့သူတို့အရင်တက်တာပေါ့ကျွန်တော်သားသမီးတွေအရင်တက်တာပေါ့အခုကျတော့သူတို့ကလည်းသူတို့လုပ်ငန်းနဲ့သူတို့ကလည်းသူတို့လုပ်ကြတော့ကျွန်တော်တို့ဥစ္စာမလုပ်ဖြစ်တော့ဘူးเนาะအဲ့လိုကျွန်တော်ကိုရဲ့ကျွန်တော်ရဲ့နောက်ကျွန်တော်တူတယောက်ရဲ့3ယောက်ပဲရှိတယ်ကျိုးထွက်တဲ့လူကအရင်ကတော့ကျွန်တော်ကဒီဝါရှိတို့ပေါ့ရောင်းတယ်ဘုရားပုံတော့ကျွန်တော်12ပွဲသေးတယ်လေ12ပွဲသမားဆိုတော့ပွဲသေးမှာပဲကျွန်တော်အချိန်ကုန်တာများတာပေါ့အဲနောက်ပိုင်းပြန်လာရင်ကနေဒီမှာဝါသနာပါတော့သူတို့လှုပ်တာခိုင်တာလေးတွေကြည့်ပြီးကိုလည်းမနေနိုင်တော့ဘူးပေါ့နော်အဲ့လိုလိုရင်းပြရနေပြီးတော့ဒီပညာကိုလုပ်ဖြစ်သွားတော့အစကျွန်တော်လုံတော့မှများများစားမရှိဘူးဝယ်တဲ့လူလည်းသိရွေးချယ်စရာအများကြီးမရှိဘူးဘာလို့လဲဆိုတော့ဟိုအယောင်ဆက်တာအဆင်မပြေဘူးပေါ့အယောင်ဆက်တာတို့နောက်ကျိုးရဲ့ဒီဇိုင်းပေါ့အဲ့ဒီကြတော့ဟိုလူတွေစိတ်ဝင်စားတဲ့အနေအထားမျိုးမဟုတ်ဘူးပေါ့အနောက်ပိုင်းကြတော့မှကျွန်တော်တို့ဒီပုံစံနဲ့သွားနေလို့ကတော့အဆင်မပြေဘူးဆိုပြီးတော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ပုံစံတွေပြောင်းရတယ်အခုလိုပေါ့နော်ဒီဇိုင်းမျိုးစုံဖြစ်သွားတော့ရှိပါတယ်100ကျော်200ဝန်းကျင်လောက်ရှိပါအဲ့ဒါကြတော့ကျွန်တော်တို့ကဒီမှာတချို့အရင်ကတော့ကျွန်တော်တို့ YouTube တွေပိုင်းနဲ့ဘာမှမြင်ညာနိုင်ပါရှိတာပေါ့အခုနောက်ပိုင်းကျတော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ထိုးတာများတယ်ဘာလို့ကျိုးကသူကအခြေခံတိဝါရဲ့သူကကျိုးဆိုတာလဲဟိုကျိုးတစ်ကျိုးကိုသုံးကျုံထိုးရတာလည်းရှိတယ်၅ကျိုးထိုးရတာလည်းရှိတယ်ပေါ့သူကျိုးကအရေးအတွက်ကတော့ဒီဇိုင်းပေါ်မှာမူတည်ပြီးအများကြီးပြောင်းလဲသွားတာပြောင်းလဲသွားတဲ့အခါကျတော့သူကအချိန်ယူပြီးတော့တချို့ဟာတွေလောက်ရတာရှိတယ်တချို့ဟာတွေလောက်ရတဲ့အခါကျတော့တချို့ဟာဈေးလည်းမြင့်တာတို့လည်းလေးများသွားတာတို့အဲ့လိုရှိတာသူကအရေးအတွက်ကျိုးကအများကြီးထိုးရတာဟုတ်တချို့ဟာကျလွဲပါတယ်ဟိုလွယ်ကြတော့ဦးလေးတို့1500ပဲရောင်းတယ်သူကလည်းကျွန်တော်တို့လက်ပတ်ရုံပေါ့ဒီလောက်ပါပဲဟုတ်အစင်းတော့ပြေပါတယ်ဟုတ်အခုအနေထားနဲ့ဆိုတော့ကျွန်တော်တို့လည်းလိုပေါ့ကျိုးစည်းကလည်းတက်တာတွေပါတော့ပေါ့နော်အမှန်မှကျွန်တော်တို့လည်းဈေးတော့တက်ရမှာပေါ့ဒါပေမဲ့မတက်ပါဘူး
တည်မှာအကုန်လုံးကျွန်တော်တို့အရင်ဈေးအတိုင်းပဲအရင်တော့ကလည်းကျွန်တော်တို့1500ရောင်းတာပဲအခုလည်းကျွန်တော်တို့1500ပဲရောင်းဟုတ်အပြတ်ဆုံးတော့နဲတာပေါ့ထိုးလို့လွယ်ကူမဲ့ဆိုကျွန်တော်တို့1500ပဲရောင်းတယ်တချို့ကကြတော့လဲကျိုးအများကြီးသုံးရတယ်ဒီဇိုင်းတွေဟိုပေါ့အခြေအနေထားတော်တော်ပေးရတဲ့ဟာကြတော့လဲအဲ့ဒါကြတော့လဲကျွန်တော်တို့2000ပေါ့နော်2500 3000ပေါ့အဲ့ဝန်းကျင်ပေါ့ဟုတ်အဲ့လောက်ပဲရောင်းတော့ဟုတ်ပါဟုတ်ကဲ့ဒီလောက်ပဲဆက်လုပ်တော့အခုကကျွန်တော်တို့အများဆုံးလာပြီးလုပ်ပြတာတော့အဲ့စပင်တို့ဒီလိုပေါ့နော်အသီးလေးတွေပေါ့ဒီစလုံးလေးတွေနာမည်လေးတွေနဲ့ပေါ့နော်အဲ့ဒါလေးတွေကတော့အများဆုံးလာထိုးကြတယ်အဲ့ဒါလေးကြတော့ကျွန်တော်တို့ကကျိုးထိုးတာကိုကျွန်တော်တို့က1500ပဲယူစလုံးလေးတွေကြတော့ကျွန်တော်တို့တစ်လုံး200ယူတယ်200ယူလို့ဆိုတော့3လုံးဆိုရင်ကျွန်တော်2000ပဲယူတယ်ဟုတ်ဒီလိုဟာလေးတွေကြတော့ဒီလိုလက်ပတ်လေးတွေကြတော့ကျွန်တော်1500ပါဒါမျိုးလေးကြ1500ဒီလိုအသီးလေးတွေပါလေးကြတော့ကျွန်တော်တို့ကအသီးဒီ fancy ပစ္စည်းလေးတွေကြတော့ကျွန်တော်တို့ကဒါအပြင်မှာအသီးသက်ဝယ်ရတာလေအဲ့လိုဆိုတော့ကျွန်တော်တို့2000ရောင်းတယ်ဒါလေးတွေကြတော့ဒီဟာလေးတွေဝယ်ရတဲ့အတွက်2000ပေါ့နော်အဲဒါမျိုးကြတော့ကျွန်တော်တို့ကျိုးလဲသူကအများကြီးသုံးရတယ်ကျိုးလဲအများကြီးသုံးပြီးတော့သူကအချိန်ကလည်းတော်တော်ပေးရတဲ့အနေထားကြတော့ဒါကြောင့်ကျွန်တော်3000ဟုတ်အဲ3000ရောင်းတယ်လူဆွဲကျိုးပါညာကတော့အစားသားပေါ့ဟုတ်ကဲ့ဟို1000ဝယ်လည်းရှိတယ်2000လည်းရှိတယ်နော်သူစင်းနှုန်းနဲ့သူပေါ့ဒီလိုလက်ပတ်လေးလေးဒီချင်းမတီတို့ဘာတို့ကြောက်တို့ကြတော့ကျွန်တော်တို့8000နော်အဲဒီကြောက်လက်ပတ်လေးတွေကြတော့ကျွန်တော်တို့9000ပေါ့နော်ဒါလေးတွေရောင်းတော့ဟုတ်တခြားလူတွေတော့တက်ဆိုင်တော့ကျွန်တော်ကအများကြီးတက်တာကျွန်တော်တို့ဒီကျိုးတို့ကျိုးဆိုအမှန်မှ1500ပဲယူ1500ပဲဆိုတော့ကျိုးအနေထားနဲ့ထိုးရတဲ့အနေထားနဲ့ဆို1500ကျတော့ဈေးတက်တာဆုံးလို့ပြောအောင်ကျွန်တော်တို့ဆိုင်လိပ်စာကတော့ဒီ32လမ်းထိပ်စင်တွယ်နဲ့ပီဇာကုမ္ပဏီပေးပေါ့ဟိုမနေ့ဆိုရင်လည်းကျွန်တော်တို့မနေ့7:00နာရီဆိုရင်ကျွန်တော်တို့ဒီရောက်ပါတယ်ညနေဆိုရင်9:00နာရီဝယ်သေးတယ်နော်ရောက်တဲ့ဒီမှာလာပြီးတော့တိတဲ့လာထိုးတဲ့လူတွေရောမတိသေးလို့ဆိုင်ရောမတိသေးလို့မလာသေးတဲ့လူတွေအားလုံးကိုလည်းလာခဲ့ကြပါလို့အိတ်ခေါ်ပါတယ်ဟုတ်ဦးလေးရဲ့ဖုန်းနံပါတ်ကတော့2541944385ပါဦးလေးရဲ့အကိုရဲ့ဖုန်းနံပါတ်ကတော့ဦးကျော်ကတော့5533959ဟုတ်